ဒီဇလန်ကလူတစ်ယောက်ရဲ့ထူးခြားတဲ့အတွေ့အကြုံနဲ့စတင်ပါတယ်။သူတနေ့မနက်အိပ်ရာနိုးလာတဲ့အချိန်မှာမျက်လုံးတွေကိုအဟောင်းပစ္စည်းတစ်ခုကမတော်တဆချစ်မိသွားပါတယ်။အဲ့ဒီနောက်သူ့ကိုဆေးရုံပို့လိုက်ပြီးမျက်လုံးတွေကိုချီထည်နဲ့ဖုံးထားရပါတယ်။ဒါပေမဲ့အံ့ဩစရာတစ်ခုဖြစ်လာပါတယ်။သူကချီထည်နောက်ကနေတော့မြင်နိုင်လာပါတယ်မသာဘူး။နေရန်တစ်ဖက်မှာရှိတဲ့ nurse ကိုပါမြင်နေရပါတယ်။ဒီအရာကြောင့်သူအရန်ကြောက်သွားပြီးချီထည်ကိုအလင်းမြန်ဖြုတ်လိုက်ပါတယ်။ဆရာဝန်ရောက်လာတဲ့အချိန်မှာသူကဆရာဝန်ရဲ့ mask အောက်မှာမျက်နှာပေါ်ကမှတ်တိုင်မိုးတစ်ခုရှိတာကိုမြင်နေပါတယ်။ဒါကြောင့် mask ကိုဖြုတ်ခိုင်းလိုက်တော့တကယ်တမ်းအဲ့ဒီမှတ်တိုင်ကအတိအကျတူနေပါတယ်။ဒီလိုနဲ့သူ့မှာအထူးစွမ်းအားတစ်ခုရှိနေပြီဆိုတာသိလာပါတယ်။တနေ့မှာသူနဲ့သူ့တငယ်ချင်းဈေးထဲသွားတဲ့အချိန်ဈေးရောက်သူလက်ထဲကဂေါ်ရန်တစ်ခုကိုသူကကြည့်လိုက်တာနဲ့အရန်တန်မိုးရှိတဲ့အဟောင်းပစ္စည်းတစ်ခုဖြစ်တာကိုသိသွားပါတယ်။ဈေးရောက်သူက2000ဆိုပေမဲ့သူက600နဲ့ဝယ်နိုင်ခဲ့ပါတယ်။နောက်တစ်ခါ Antico Express ကိုယူသွားတဲ့အခါမှာတော့အဲ့ဒီဂေါ်ရန်တန်မိုးက100သူမြလောက်ရှိတယ်ဆိုတာသိရပါတယ်။ဒါနဲ့သူ့စွမ်းအားကိုအတီးပြုတ်ခြင်းပြီးအားချက်တစ်ခုကိုသွားပါတယ်။အဲ့ဒီမှာပကြီးကအဟောင်းတစ်ခုရှိပေမဲ့ဘယ်သူမှစိတ်မဝင်စားပါဘူး။ဒါပေမဲ့သူကတော့ပကြီးထဲမှာထူးခြားတဲ့အရာတစ်ခုကိုမြင်နိုင်ခဲ့ပါတယ်။သူကအဲ့ဒီပကြီးကိုဝယ်ယူပြီးသူ့အဖိုး Antiquaries Express စီကိုယူသွားပါတယ်။နောက်ဆုံးမှာတော့ဒီပကြီးကားတန်ဖိုးဟာ15 millionလောက်ရှိတယ်ဆိုတာဖော်ထုတ်နိုင်ခဲ့ပါတယ်